ကန်နှိတ်ကန်ညံ့နေသူများအတွက်ကံရှိကြတော်ခြင်းအတိတ်ထံကံတွေညံ့နေတဲ့သူတွေဘာပဲလုပ်လို့အဆင်ပြေဖြစ်နေကြတဲ့သူတွေနဲ့တန်တရားတစ်လျှောက်ပြုခဲ့မှုတဲ့အညစ်အကြေးတွေကိုစေကြောဖို့အတွက်ကံရှိကြတော်ခြင်းအတိတ်ထံနမောတတဗကဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအရှင်ဘုရားတပည့်တော်သည်ဘဝအဆက်ဆက်ဘဝအဖုံဖုံမှယနေ့ယခုဘဝယခုအချိန်ထိဘုရားတရားတန်ခါမိဘစေရာခင်မုန်းကြီး10ပါးနှင့်မပြတ်မထိုက်သောသူတို့ကိုကာယကံဝစီကံမနောကံတို့မှတပါးသောကံတို့ဖြင့်မသိစိတ်နှင့်ဖြစ်စေသိစိတ်နှင့်ဖြစ်စေပြမကျူးလွန်မိသည်များရှိခဲ့ပါသည်တင်ရှိနေသောဝိจิတ္တတရားဒုက္ခများကိုယခုကြောရရှင်မှရရှိနိုင်သောအကျိုးကျေးဇူးများကြောင့်ကင်းစင်ကြည်ပြောင်းရပါလို့အရှင်ဘုရားအရှင်ဘုရားတပည့်တော်သည်ဘဝအဆက်ဆက်ဘဝအဖုံဖုံမှယနေ့ယခုဘဝယခုအချိန်ထိဘုရားတရားတန်ခါမိဘစေရာခင်မုန်းကြီး10ပါးနှင့်မပြတ်မထိုက်သောသူတို့ကိုကာယကံဝစီကံမနောကံတို့မှတပါးသောကံတို့ဖြင့်ပြုခဲ့မိသောကောင်းမှုကံစေတနာပါရမီအရှင်ဟုန်တို့သည်ယနေ့ယခုဘဝယခုအချိန်တွင်ခံစားရပြီးဖြစ်ပေါ်နေသောဒုက္ခဝင်စေရင်များမှလည်းကင်းစင်ကြည်ပြောင်းရပါလို့၏ငါခန္ဓာနဲ့ငါဤကိုစောင်းတဲ့လည်းကျမ်းမာပါစေချမ်းသာပါစေဒေါသခတ်သိမ်းကင်းခြင်းပါစေဆင်းရဲခတ်သိမ်းကင်းခြင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိပ်နိုင်ပါစေမကောင်းသောစိတ်မကောင်းသောအကြံစီမကောင်းသောပတ်ဝန်းကျင်မကောင်းသောမိတ်ဆွေယုံများနှင့်မကောင်းသောအိမ်မက်ဆိုးများမှလည်းကင်းဝေးပါစေဤအိမ်တွင်ရှိသောခုနှစ်ရသားသမီးနှင့်ခုနှစ်ရသားသမီးပေါ်စောင့်ကြက်နေသောကိုစောင်းနှံများလည်းကျမ်းမာပါစေချမ်းသာပါစေဒေါသခတ်သိမ်းကင်းခြင်းပါစေဆင်းရဲခတ်သိမ်းကင်းခြင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ပါစေမကောင်းသောစိတ်မကောင်းသောအကြံအစီမကောင်းသောပတ်ဝန်းကျင်မကောင်းသောမိတ်ဆွေယုံများနှင့်မကောင်းသောအိမ်မက်ဆိုးများမှလည်းကင်းဝေးပါစေဤအိမ်တွင်ရှိသောအိမ်ဆောင်နှက်များနှကောင်းနှက်မြတ်များနှင့်မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များမြင်အပ်မမြင်အပ်ကြားအပ်မကြားအပ်သိရမသိအပ်သော30ပုံသားအားလုံးတို့သည်ကျမ်းမာပါစေချမ်းသာပါစေဒေါသခတ်သိမ်းကင်းခြင်းပါစေဆင်းရဲခတ်သိမ်းကင်းခြင်းပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေဘဝအဆက်ဆက်ဘဝအဖုံဖုံမှမိမိပြုခဲ့သောကောင်းမှုကံပါရမီတို့နှင့်လူတကာတို့ပေးဝေငှနေသောမေတ္တာဘာဝနာများကိုသိမြင်ကြသည့်သာဓုခေါ်နိုင်ပြီးဤဘုံဤဘဝမှကျွတ်လွတ်၍ဤထက်များစွာမြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေနေစရာမရှိသူများလည်းနေစရာရပါစေစားစရာမရှိသူများလည်းစားစရာရပါစေဝတ်စရာမရှိသူများလည်းဝတ်စရာရပါစေဤဘုံဤဘဝမှကျွတ်လွတ်၍လူဘဝသို့အမြတ်ဆုံးရောက်ရှိပြီးသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိပ်နိုင်ကနိဗ္ဗာန်ရောက်ရာလမ်းကြောင်းများကိုလည်းအမြတ်ဆုံးချပွေတွေ့ရှိနိုင်ကြပါစေဤကဘာပေါ်တွင်ရှိသောအကျဉ်းထောင်အကျဉ်းစခန်းအချုပ်ထောင်အချုပ်ခန်းများနှင့်မြည်သည့်နေရာတွင်မဆိုအကျဉ်းချအချုပ်နှောင်ခံနေရသူများသည်သူတစ်ပါး၏ထောင်ချောက်အချုပ်နှောင်မှကျွတ်လွတ်၍ကြံရှိနေသည့်လူဘဝတစ်ချောင်းလုံးသူတော်ကောင်းတရားနှင့်အညီနေနိုင်သွားနိုင်စားနိုင်အိပ်နိုင်ကြပါစေသာဓုသာဓုသာဓု